အားလုံးပဲမင်္ဂလာပါရှင်အခုကျမတို့ရောက်နေတာလေးကတော့Sealesser Station က Sealesser Station ကတင်3မိနစ်လောက်ရှောင်ရင်ရောက်တဲ့ Origin Play Sealesser Station ဖြစ်ပါတယ်ရှင်ဒီ project ကဆိုလို့ရှိရင် high rise ဖြစ်ပြီးတော့သူက pet friendly condo လည်းဖြစ်ပါတယ် Origin Development ကနေစောက်တဲ့အတွက်ကြောင့်မလို့အရန်ကို quality ကောင်းတဲ့ project ဖြစ်ပါတယ်ရှင်ဒီ project ဆိုလို့ရှိရင်အခုဒီဘက်မှာ Sealesser Station ရှိပြီးတော့ Berry Station နဲ့ဂျားတဲ့က project တစ်ခုဖြစ်ပါတယ်ဒီ project လေးအကြောင်းကိုဒီ video လေးမှာအသေးစိတ်ဆက်ပြီးရှင်းပြပေးပါမယ်ရှင်ဒီ project ကဆိုလို့ရှိရင်ဒီလိုပေါ့နော်ဒီဘက်ချမ်းကစီနက်ကရင်စီလက်ဆန်နဲ့ဟိုဘက်ကစုခွန်ဗစ်စိမ်းလိုက် bearing ကြားမှာတည်ရှိပြီးတော့ဒီလက်ဆယ်လမ်းမကြီးပေါ်မှာရှိပါတယ်ရှင်လက်ဆယ်လမ်းကနေပြီးတော့ဝင်လာမယ်ဆိုလို့ရှိရင်ဒီ project ကိုမရောက်ခင်မှာအရှိမဒီလိုမျိုး community mall လေးတစ်ခုရှိပါမယ် community mall မှာဆိုလို့ရှိရင် coffee shop တွေ grocery store တွေနောက်တစ်ခါ bakery တွေနဲ့အစုံပေါ့နော်ဒီထဲမှာပစ္စည်းတွေဝယ်လို့ရမယ်ထဲကိုဆက်ဝင်သွားမယ်ဆိုလို့ရှိရင်တော့သူကဒီလိုမျိုး project အရှိကြီးဖြစ်ပါမယ်ရှင် project ကအောက်လွှာတွေကတော့အောက်လွှာတွေကတော့6လွှာအထိကိုပေါ့နော် simplex room type တွေရပြီးတော့6လွှာရဲ့အပေါ်မှာဆိုလို့ရှိရင်တော့ geo type လွှာလေးတွေရပါမယ်သူ့ရဲ့အားသာချက်ကတော့ facility areas တွေကိုဒီလိုအပေါ် rooftop မှာပေးထားပါတယ်ရှင်အနောက်မှာဆိုရင်တော့ car parking ကိုတက်တက်ဒီလိုမျိုးထားပါတယ်ဒါလေးကနောက်က car parking လေးပါအဲ့ကနေဆက်သွားလိုက်လို့ရှိရင်တော့ကိုယ့်ရဲ့ pet ကလေးတွေအိမ်မွေးတိရစ္ဆာန်လေးတွေအတွက်ဆိုပြီးတော့ pet park အကြီးကြီးကိုနောက်ဆုံးမှာထည့်ထားပေးပါတယ်အဲ့ဒါကြောင့်မလို့ဒီ project ရဲ့ area ဟာတော်တော်ရှည်တဲ့ area ပေါ့နော်အကြီး area ကြီးဖြစ်ပါတယ်ရှင်